မြို့သမီးများဓမ္မတာလာနေခြင်းအဓိကထား၍စတင်သောအစားအစာများမြို့သမီးအများစုဟာဓမ္မတာလာခြင်းနည်းရည်နဲ့ဓမ္မတာလာနေတဲ့အချိန်မှာဘိုက်ချက်သားများအောင်ခြင်းလီပွက်လီထားခြင်းစိတ်အပြောင်းလဲမြန်ခြင်းရင်သားနာခြင်းစသဖြင့်လက္ခဏာများကိုခံစားရလေရှိပါတယ်။ထိုလက္ခဏာတွေကိုစားသုံးမှုပုံစံစနစ်ကောင်းတွေနဲ့အနည်းနဲ့အများသက်သာအောင်လုပ်ပေးလို့ရနိုင်ပါတယ်။မြို့သမီးများဟာဓမ္မတာလာခြင်းနည်းတဲ့အခါမှာစလို့အာယွန်ကယ်လ်ဆီယမ်မက်ဂနီဆီယမ်ဗိုက်တာမင် E နဲ့ Omega 3 ဓာတ်တွေကျွေးဝတဲ့အစားအစာတွေကိုဂရုတစိုက်စားသုံးသင့်ပါတယ်။ထိုအစားအသောက်တွေကတော့ dark chocolate အစိအစံများပဲပြားပဲအမျိုးမျိုးချက်သားငါကြက်ဥထင်းချင်းနဲ့ချင်းပြုတ်ရည်စသဖြင့်ပဲဖြစ်ပါတယ်။ဒါအပြင်ကျမတို့မိဖို့ကြောင့်ဒီမှာမရှိမဖြစ်တဲ့ဟင်းကအမွေးကြိုင်တစ်မျိုးဖြစ်တဲ့ဆနွေးမုံမှာအဓိကပါဝင်တဲ့ခေါက်ကျူမင်တက်ဟာဆိုရင်ဓမ္မတာကြောင့်ကြွက်သားနာခြင်းကိုအထူးသဖြင့်သက်သာစေပါတယ်။သို့တော့ဆနွေးမုံကိုတိုက်ရိုက်အေးဖြောပြီးတောက်သုံးတာအမုံအတိုင်းစားသုံးတဲ့အခါမျိုးမှာခေါက်ကျူမင်တက်ကိုခန္ဓာကိုယ်ကစားသုံးတဲ့လောက်ပမာဏအတိုင်းမဆုပ်ယူနိုင်လို့ခေါက်ကျူမင်တက်အပါအဝင်အခြားသောအာဟာရဓာတ်များပါဝင်တဲ့ဖြည့်ဆွတ်စိတ်အနေဖြင့်သာပိုတောက်သုံးတင်ပါတယ်။တောက်သုံးရင်လည်းနေ့စဉ်တောက်သုံးစီရမလို့ပဲဓမ္မတာမလာခင်တစ်ပတ်ကနေ3ရက်အလိုမှစလို့ဓမ္မတာလာချိန်ပထမဆုံး3ရက်လောက်ထိတောက်သုံးရင်လုံလောက်ပါတယ်ရှင်အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်